Hello guys အားလုံးပဲမင်္ဂလာပါ Typical One Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ GO ကောင်းကောင်းကြိုက်တဲ့လူတွေအတွက် GO အရန်ကိုမှစောက်လို့ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ကိုခေါ်သားမိမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ရှုပေးပါအောင်နော်မင်းခုသွားခဲ့တဲ့ဆိုင်လေးကတော့ WeWork လို့ခေါ်ပါတယ်ဒီဆိုင်လေးရဲ့လိပ်စာကတော့ Cluster J GLD မှာတရှိပြီးတော့ Metro နဲ့သွားမယ်ဆိုလို့ရှိရင် DMCC Metro Station မှာဆင်းပေးရမှာဖြစ်ပါတယ်မင်း location လေးကိုလည်းပင်ထောက်ထားပေးပါမယ်နော်ဒီဆိုင်လေးကိုစဝင်တာနဲ့အရင်ဆုံးမင်းတတိထားမိတာကတော့ Japanese culture ဘက်ကိုသွားထားရပေါ့နော်ဆိုင်လေးကတက်ရဲ့လေးနဲ့အရင်လည်းချစ်စရာကောင်းတယ်ပြီးတော့ soft open လေးလည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့အရင်လူရှုပ်နေရတော့မတွေ့ရဘူးပေါ့နော်ဒီနေ့ကတော့ကျွန်တော်တို့ GLT မှာရှိတဲ့ပေါ့ WeWork ဆိုတဲ့ဆိုင်လေးရောက်နေပါတယ်ဆိုတော့ဒီဆိုင်မှာဒီ famous ဖြစ်ဆိုတော့ GO ပေါ့ကျွန်တော်တို့ဒါ online မှာတွေ့တယ် GO ကဒီဈေးကောင်းတယ်ဆိုတော့ကျွန်တော်လေ့လာခဲ့တယ်ဆိုတော့ဒီဆိုင်မှာ price တွေဘယ်လောက်ရှိပြီးတော့ဘယ်လိုတွေ portion တွေနဲ့ဘယ်လိုစားတော့ဒီကောင်းမှမကောင်းမှဆိုတော့ဝေးရနေရှင်းပြတော့ဒီဆိုင်မှာရှိတဲ့ menu တွေမှာပါတယ် price ကိုရှင်းပြတော့ကျွန်တော်ပြောရအောင်ပါရှိတယ်ပေါ့အကိုတို့ကဒါအခု specializing လုပ်နေရတော့ GO နဲ့ GOC ကြောင့်နောက်ပြီးလို့ရှိရင်တက်တော့ C ပြပါအဲ့တော့ GOC ကြတာဒါအကိုတို့ပုံမှန်မြန်မာဆိုင်တွေနဲ့အရင်တော့ပွားပါဘူးဒီမှာတော့ဒါ GLT ကတော့ GLT လို့နေအောင်ဒီလိုဈေးနဲ့လုပ်ပေးရတော့တကယ်ရှာတယ်နော်38ချက်ပဲရှိတယ် GO တစ်ပွဲပေါ့နော်အဲ့ဒီ GO နေရာကနေရာကိုပြောပြလိုက်လို့ဆိုပြီးအထုတ်စီချက်လေးပဲနည်းနည်းလေးစီနည်းနည်းလေးမြင့်သွားတယ်ဒါတော့40နဲ့ချက်ဒါပေမဲ့မများလို့အောင်ဘာလို့ဖတ်ထုတ်ပြီဟုတ်တယ်ဒီမှာဖတ်ထုတ်ဒီတိုင်းဝင်ဆိုင်တော့ပါအစီကြီးတယ်ကျွန်တော်ပြောပြတယ်အဲ့ဒါတော့ဟုတ်ပြီတော့နောက်ကတော့ပေါက်ဆွိုင်းပေါ့နော်ဒါအခုဆိုရင်တို့တဲ့နိုင်ငံခြားသားတွေတို့များတယ်ကြိုက်တယ်သူကအုံးမှုကြိုက်တယ်ခိုင်တာအဲခေါက်ဆွိုင်းကိုတို့ကမှန်တော့ Northern Ireland ရဲ့ခေါက်ဆွိုင်းရဲ့မြန်မာနိုင်ငံကအုံးခေါက်ဆွဲကိုတစ်ခုပေါင်းလိုက်ရောကျူရှင်တယ်လို့ပြောတာပုံစံပဲ Northern Ireland မှာလို့ချက်သားလို့ရှိရင်သူကချက်ပေါက်တဲ့အခုမြန်မာမှာကြတော့ချက်ခေါက်ဆွဲဆိုရင်ချက်သားချက်ကားလိုက်တာလေးချက်ဒါပေမဲ့အဲ့တော့ကိုကနှစ်ခုလည်းပြန်နောက်တစ်ခုပဲပြန်ပေါင်းလိုက်ရဲဆိုတော့Japanese ဟို ramen မှာကြတော့ဆာဆူအကွင်းလေးတွေထည့်တာဆိုတော့ဒါလေးအကွင်းလေးတွေထည့်တယ်တယ်တော့အဲ့ဒါတော့ဒီဆိုင်ရဲ့လောက signature တွေပေါ့နော်ဆိုတော့တခြားအစားအစာတွေပါရတယ်ဆိုတော့တို့အင်ဒိုနီးရှားအစားအစာတို့မလေးရှားသမင်းကျော်တို့နာစီဂူရဲတို့ဈေးတွေက25ကျပ်တို့28ကျပ်တို့အဲ့လောက်ပဲရှိတာပေါ့ဆိုပြီးတော့နောက်ကဒီမှာတွေ့ရပေါ့ brown toast နဲ့ဆိုတာလေးတွေ့တယ်နော် special လေးပြင်မယ်လို့ထည့်တယ်ပြီးသွားရင်ဆိုအဲ့ဒီပါအဲ့ဒါပါတယ်ပေါင်းလို့ခေါ်တယ်နော်ပေါင်းလို့ခေါ်တာတားကြလေးပေါင်းဟုတ်လေးညှက်ထားတဲ့ဟာလေးပေါ့အသားလေးချိန်ပြီးတော့ပေါင်းဟုတ်ကြတယ်မှာညှက်ထားတဲ့ဟာလေးရှိတယ်ပြီးသွားဆိုတော့ဒီမှာတစ်ခုချိန်တာ chicken popcorn ဆိုတော့ရှိတယ်ပေါ့နိုင်စားချင်းတဲ့ဆိုအားလုံးကဒီက main စားမှာကျူးပါ okay အဲ့တော့မရအောင်တော့ဘိုင်းစားနေပြီနော်ဆိုတော့ဒီကံမစောင့်နေတာဒီစောင့်ရမိုက်တကယ်ရောလားဒီရေရောစောင့်ရမိုက်မွေးနာပါတကယ်မွေးတာပုတ်ကြတယ်ဟုတ်ပါတော့ဆောတာ15မိနစ်ပဲကြာအားရှိပါဘူးအမလေးရှက်လိုက်တာအမလေးရှက်လိုက်တာဟာတာဆိုင်တော့ဘယ်လိုမှနိုင်ဘောလို့ကြာ15မိနစ်ကိုကိုဝိုင်းပြောင်းအကောလေဘောင်းနဲ့ဘောင်းပဲဟိတယ်မဘောင်းပြောင်းဘောင်းဝဲလာမေးတယ်အဲ့ဘောင်းမရှိပြောအခုဘောင်းပေးပြီးဟိုဘက်နဲ့စားကြလိုက်တာကိုကိုဝိုင်းပေါင်းကြိုက်ဟာကိုကောင်းလေကျွန်တော်တို့မဲသားစားလေသူတို့ချက်သားစားဟာဆိုကျွန်တော်တို့မဲသားစားပေါင်းကောင်းအေးပြီးတော့ဒီပြောသွားတာကျွန်တော်တစ်ခါတလုံးထည့်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကိုကြည့်လိုက်အာ Okay โอเคအဲ့ဒါပြီရအောင်ဒီနားရောက်နေစောင်းရဲမိုက်စောင်းရဲမိုက်ဘယ်စားကြည့်မီးပဲမီးခိုင်းလားမီးခိုင်းနေမှာစားတာပါစားကြည့်တကယ်ကောင်းအခု garlic ခေါက်ဆွဲတော့ကောင်းအခုခေါက်ဆွဲပြလိုက်လို့လည်းပိုကောင်းသွားတာကလီယာတလီပါစတာခေါက်ဆွဲနဲ့လောက်တာပဲဒီခေါက်ဆွဲအပြားကအခုတို့ဆိုင်မှာလောက်တာအမှန်တကယ်တော့fresh ဟိုခေါက်ဆွဲကိုပြန်သုံးတာဟာအခုတက် supply လုပ်ပြီးနေတယ်ဒီခေါက်ဆွဲကိုဒီပုံစံလေးရိုက်ပုံကျနေဆက်ပြီးရိုင်းဝိုင်းနဲ့ပုံပုံမွေးရโอเคမိုက်တော်ကောင်းတယ်ခေါက်ဆွဲတော်ကောင်းမိုက်တော့ဝိုင်းနဲ့ပုံပုံမွေးလာ
ချီယိုကိုမြန်မာပြည်ကလက်ရအတိုင်းပဲမြန်မာလက်ရစစ်စစ်အရသာကောင်းကောင်းမွန်မွန်နဲ့စားကျင်နေဆိုလို့ရှိရင်ဒီ WeWalk ဆိုတဲ့ဆိုင်လေးမှာသွား try ကြဖို့ main recommend ပေးပါတယ်နောက်ထပ် vlog တွေမှာပြန်လည်ဆုံတွေ့ကြပါမယ် see you in the next video